Mama ni, sao tao mới đi tiêu là? Ilum ya tiwa mama ni. Mama lim yuki, aku jisi. Kalau lila wala mama ye. Bên ní nè mà chuyện này mà ông mà tao nhỉ? Aku jiro, mama sini tiba tôi đi lúc chết để rồi, mama tôi chỉ bị tận ai dùng nè, chỉ bị ngồi dùng mấy gì vậy? Mama ye, aku jiro cita bono. Quê, dari mà tao ti để đại mẹ đi. Mama ku yume nè, aku jiro beti ku bu di cita le. Mama ubu sao nari, di cây sa riu mama mà kêu gì mà tao nhỉ? Aku jika lusumu, mama mi yume bono. Mama ubu sao na bare lusu ni ma ve quê. Ili, mama sika ngapian toaye, aku jigi izya. Segala sauli tekun laudo, yuto biasi mama ye. Tekun ni ngapi biasi. Mama usai sini ang malupan ni matang ye. Mama gusere sini tuti ma. Mati kini, mama sika tetingau janai si jelulu ba mama ye. Tekun ni mi biasi no. Di mana mami awak dah nak tahu, cukup jangan siapa, cukup tiada ni, tersibuan ni mami awak nak buat, dekau kau ni mana dah? Mata, mama jome, mama atu di mana ni ro, tu mama suara sedih sana. Mama jauh tiada mesui, mama leni, di luar sini sana tiada babe, luda, aduh cubi piolai baru kue, no, ngani mak, mama sesuatu lu, di jangan lihat di mana siapa baru kue, Mama. Ciataninya sisinya kaya dulu mama ye. Husane ngati bu yemu lolo. Doga mami dah boleh, doa itu jadi tu ada bom ni nak parah, cenderung doa. Lo nyuri, belum tahu pun no. Jangan lo lama be doa. Ya soalnya, adoro eno cana be bakwe. Oh ya, mungkin lo lama be doa. Ya ye, adoro kami minta lo tahu bang kwe. Ya, jangan lo lama be. Kami lu cium awak. Mimi ala kelili jani lah. Kami ala ibu betul. Jodoh bu, wambil dari cuaca cuy, cabai memang lebu doji, mana lagi mana? Kau ni jadi kali kali. Alaga, adoro sesiap. Ke, mama ye, ngaruh yang jatuh me. Mau melewi. Mama ro bau mà tao nhỉ? Yo, di sao dia tahu siapa ora? Aku yu pilai no. Piro di sao le pilai bakwe. Ke, jodoh bu, kau ni bawa kemana? Doji, jodoh tu piano mana? Macam mana doa ya? Mama ye, ngaruh jatuh me lo. Tu aja. Nak gule kena lale no matang. Oke mama. Tiada, naya, tong ye, liye. Nama nu dora liye dong si babu kola. Pahamnya perlu lau jangan jawab lim le. Jadi, boleh, ha? Boleh ada lawan apa ya? Boleh jiran mau. Mana ni ada gua kalah?
ငါသိပါတယ်ဆရာကြီးဟာဆရာကြီးလည်းပြီးတော့ခဲလေတပြည့်နေလို့ငါသိတာဟောဘယ်နဲ့လဲမို့ရေးတော့အောင်ရဲ့လားဟဲ့တော့ကငါမေးတာဖြေစမ်းမအောင်ကွာဖြေပါမယ်ဆရာရဲ့ဘာဖြစ်လာတာလဲဥပေါ်လူဟမ်ပြောစမ်းမဟမ်ကိုကြီးကိုလေမမစာပေးလိုက်တယ်ဟာဘယ်မလို့ပေးတာရလို့ချင်းငါဘာဖြစ်လို့ပေးတာလဲကြည့်စမ်းမအောင်ကိုကြီးဟမ်ဟိုမမကမှားလိုက်သေးတယ်ပြောစမ်းဘာမှလိုက်တယ်လဲကိုကြီးကိုရှစ်ပါတယ်တဲ့ဟာလားဒါပေမဲ့ဥပချီရဲ့တစ္ဆာကိုသူပြည့်စည်ပြီးအကိုကြီးရဲ့မြတ်တာကိုသူလက်ခံဖို့မစွမ်းတာတော့လို့မမကိုဆွဲတဲ့စိတ်နဲ့အကိုကြီးတည်မယ်ဆိုရင်မမလေးအကိုကြီးချောင်းပဲတရားမှာပါပဲကြည်စမ်းမမြဝင်းငါ့ပေါ်မှာထားတဲ့မြတ်တာအေးအမမြတ်တာပါလားမမြဝင်းရဲ့သူငါ့ပေါ်မှာတကယ်ချစ်ချတာပဲဆရာရဲ့ချစ်တယ်ဟေးဆရာပြီးတော့လေဘာဖြစ်လဲပြီးတော့ဥပချင်းနဲ့အမကြီးလက်မထရသေးဘူးဘာသူကဘာပြောလဲဥပချင်းနဲ့မမြဝင်းလက်မထရသေးဘူးဟုတ်တယ်လားမင်းပြောတာဒီစကားဟုတ်တယ်ဆရာကြီးဟမ်မမြဝင်းကျွန်တော်တို့စီကပြန်သွားတာကဝါကောင်လာကြီးမှာဆိုတော့ဝါတွင်းကြီးမှာမင်္ဂလာဆောင်လို့မရသေးတော့ဝါကျွတ်ပြီးမှမင်္ဂလာဆောင်မှာဟိုးဆရာရဲ့မင်းပြောတာဝါကျွတ်တာဆိုတော့မင်းပြောတာမှန်မင်းတော့သူကဟုတ်ပါတယ်ဆရာရဲ့သိမှမှန်မင်းတော့အမှန်ပါဆရာရဲ့မင်းတို့ပြောတဲ့မင်္ဂလာဆောင်တာတော့ငါမသိပါဘူးကွာအေးဥပချင်းနဲ့လူမလေးနဲ့မညာတာတော့အမှန်ပဲအေးဟုတ်တယ်အကိုကြီးဒီတော့အကိုကြီးကိုစားစရာတွေလက်ဝယ်ပေးလိုက်ပါတယ်ဥပချင်းနဲ့မမြဝင်လက်မထရသေးဘူးလက်မထရမမြဝင်ငါသိချစ်တဲ့မမြဝင်ဥပချင်းနဲ့လက်မထရသေးဘူးဆိုတော့သူပေးလိုက်တဲ့စာကိုဖွင့်ဖတ်ကြည့်ရင်ငါဘဝရဲ့ရှေ့ခီးစဉ်သိနိုင်တာလေကဲအကွေမြတ်ရဲ့ကျေးဇူးရှိဘူအောင်ခြင်းရှိပိယေဟိဝိပယောဒုက္ခဆိုတဲ့စာရဲ့အရာကိုအကိုကြီးမိမိရရခံစားနေရတယ်လေမြတ်လေတိတိကျကျခံစားနေရပါတယ်အကိုကြီးရဲ့အပေါ်မှာမြတ်ရဲ့မြတ်တာအကြည်ညိုတွေတရားတွေဂယုဏတွေပါရောရှက်နှိုးဆွနေတဲ့ဖြင့်အကိုကြီးကိုအချစ်ချင်းတွင်ရှာလေးကြောင်းမြတ်ဝန်ခံပါတယ်မြတ်ရှင်းရှင်းဝန်ခံရတယ်ကိုချစ်ကိုသစ္စာရှိပြီအကိုကြီးရဲ့မေတ္တာရှိပါတယ်မေတ္တာနဲ့သစ္စာတိုက်ပွဲမှာအကိုကြီးနဲ့မြတ်တို့ရဲ့မေတ္တာကမိမြပဲထင်းထင်းရှားရှားကြီးမားတော့လေနှစ်ဦးမေတ္တာတစ်ဖြစ်ပေါ်လာမိခဲ့အင်းအားစုဆောင်ခဲ့တဲ့ကိုချစ်နဲ့သဘောတူပနဲ့ခဲ့ကြတယ်သစ္စာတရားရဲ့အောက်တွင်အကိုကြီးရဲ့မေတ္တာတရားတော်မှာခြေနောက်ကြည်ပြောက်သွားကြရပါတယ်အကိုကြီးမြင့်မြတ်သောစိတ်ထားရှိတဲ့အကိုကြီးမြတ်ဝချီရောမှန်ပြစ္ဆုတ်ပန်တန်ရနှစ်ဖြာသောဘဝမှာမြတ်သစ္စာတည်သောမိမကောင်းတူဖြစ်စေကိုမျောတွေးထောက်ထား၍မြတ်အားမိပြလိုက်ပါတော့လို့ယူသေးစွာတောင်းပန်ပါတယ်ကျမ်းမာချမ်းသာ၍စိတ်တစားဒုက္ခကြည်စွမ်းနိုင်အောင်တတိဒုညာပေါ်ပေါက်နိုင်ပါစေအခုရှိအားဘယ်တော့မှမမေ့တော့မမြောက်ဝင်မြတ်ကိုချစ်ရုံးမှန်ရင်ပြစ္ဆုတ်ပန်တန်တရားနှစ်ဖြာသောဘဝမှာမြတ်သစ္စာတည်သောမိမကောင်းတူဖြစ်အောင်မြတ်မိမကောင်းတူဖြစ်အောင်ကဲဒုက္ခပေါ်လို့ရနမ်းဖို့ရေဘာကြောင့်အောင်လေလာလိုက်ဆရာလာပြီဘာဖြစ်တာလဲဆရာဘာမှမဖြစ်ဘူးဒုက္ခဘာမှမဖြစ်ဘူးတို့နေ့ဖန်ရန်ကုန်သွားမယ်အစင်းနဲ့လှုပ်ထားတာပဲဘယ်နဲ့လှုပ်ထားလဲကိုကြီးရဲ့ငါတို့ကိုပြစ်ထားရတော့မလားဟောနေ့မှာခေါ်သွားမှာပေါ့
ဘောလူလူဆိုလိုက်ခဲ့ရမယ်လေ ဟာတို့ဒီမြေကြီးနဲ့ဒီတဲတွေကိုပြစ်ပြီးမလိုက်နိုင်ဘူးတင်နေဆရာကြီးရဲ့တို့မပါပဲမဖြစ်ဘူးလားကွယ်ကြီးရင်လည်းနေခဲ့ပါစေရန်ကုန်မြို့ဆိုတာတို့လူတော်သားတောင်သားတွေတွေ့ရံမကုန်ဘူးဆရာကြီးမော်တော်ကားတိုက်မဲ့ရံရောကဖိုင်းနိုင်တွေရဲ့ရံရောအသက်မရှူတောင်ပြည့်ကျက်နေတဲ့လူတွေရဲ့ရံရောအိုးရှုပ်နေတာပဲဟေးမျက်စိရောနားရောအနာမပိရတဲ့ရန်ကုန်ကိုတို့မလိုက်ပြရစေနဲ့ကွာနောင်မပဲတခါလာလေပါမယ်ဆရာကြီးနေတဲ့နေရာတို့သိပြရစေကွယ်ဒါဖြစ်ရင်လည်းနေခဲ့ပြီးတော့နောက်မှပဲအခွင့်အလမ်းကိုကြည့်ပြီးတော့ကျုပ်လာခေါ်မယ်နော်ကဲဒုက္ခခင်ဗျာမို့ကဲသွားဖို့သာစီစဉ်ကြပြီတော့ဟိနေပါအောင်ဆရာကြီးရဲ့ဘာဖြစ်လို့လဲဆရာကြီးပဲနေ့သေးမလားညသေးမလားနဲ့အိုးဘာလဲလျှောက်ပြောလူမလေးစိတ်နဲ့စိတ်တစားနှစ်စားသုံးစားဖြစ်နေတဲ့ဝေဒနာခုတော့လေမကြီးသည့်တဝက်ထမ်းရဲ့တဝက်နဲ့ခါချင်းတွေအုံးနေတဲ့ခချက်ပြူစုပ်ကြီးကိုဖြစ်နေတာပဲကွာနော်ကဲဒါထားပါလေဒါထားပါခင်ဗျားတို့သုံးဖို့ဆွဲဖို့ငွေ1000ကျွန်တော်ထားခဲ့မယ်နောက်လဲအစင်သိရင်လို့ကျုပ်လာပြီးတော့ပေးဦးမယ်နော်ခင်ဗျားတို့ကျေးဇူးကိုကျုပ်တစ်သက်လုံးမမေ့ပါဘူးကျုပ်နားလဲပါတယ်နားလဲတဲ့ဆိုတာကိုလည်းခင်ဗျားတို့နားလဲစေချင်တယ်ကဲဒုက္ခဟုတ်ကဲ့ဆရာဒီနေ့ပဲအစင်သိပြင်ထားနေ့ဖြတ်မနေ့ဒီနေရာနေငါမခွဲခွာခြင်းပဲမဲ့လဲငါအနေနဲ့တော့သွားမယ်ဟုတ်ကဲ့ဆရာဟုတ်ကဲ့ဆရာကြီးဟေးဝေးဆရာကြီးရန်ကုန်သွားရင်ကြီးသွားတော့စုငွေ1000ကြေညာထားတာကဒီတိုင်းရှိနေသေးတယ်ကွနော်နောက်ထပ်စုငွေ1000ကျော်ဖြစ်နေမလားမသိဘူးတတိဆိုတာပိုတယ်မရှိဘူးဆရာကြီးရဲ့နားလဲပါတယ်ဘုလူရဲ့နားလဲပါတယ်စုငွေ1000မကလို့1000တသိန်းပဲဖြစ်ဘောနေကမမှုဘူးနော်အဲ့တော့ကိုပေါ်လူဆရာကြီး1000နဲ့6လည်းကြုံမကြောက်ဘူးတသိန်းနဲ့6လည်းကြုံကြောက်ဘူးဘိုးအောင်နေကတော့သွားမယ်ဥစ္စာသွားပါ Now there's no more sickness in me. Well, my dear little girl, I'm coming back to Rangoon to wish you hello. How are you getting on? ဘိုးအောင်တင်ပြန်လာပြီချစ်ဆုံးကိုလူယူခြင်းသည်မတ်တကဘိုးအောင်တင်ပြန်လာယူနာရှင်ဘိုးအောင်တင်ပြန်လာပြီဘိုးအောင်တင်1500ကုန်ရဲ့ထဲမှာရုံးမထွက်နိုင်တဲ့ဘိုးအောင်တင်ရှုံမဲ့ပန်းလုံးမုံလုံးချစ်သိလို့တဲ့ဘိုးအောင်တင်အတန်းပေါ်ဘိုးအောင်တင်ဘိုးအောင်တင်ပြန်လာပြီဟဲ့ဘိုးအောင်တင်မီဒီနေ့တစားမလာစံတရရှိပြီနော်ကိုချစ်စီရလဲဘာစားမှလည်းမလာသေးပါလားမမီလာမှာပေါ့သမီးရဲ့အိုးခေါင်းဝင်ပစ္စည်းတွေသမီးစိတ်တိုင်းကြတဲ့နေရာမှာအံ့နော်ဟုတ်ကဲ့ပါမမီမင်္ဂလာပွဲကြရင်တောင်သမီးလေးဝတ်ဖို့မမေစိတ်လေုံလေးလက်ဖွဲ့ဖို့သမီးအတွက်အမြတ်တလို့ထားတယ်အိုးနေပါစီမမီရဲ့မမီကအသက်ကြီးပြီပဲမမီရဲ့အိုဇာမင်းသားအတွက်ထားပါသမီးအတွက်ဆိုကိုချစ်ကလူလေးသိမရှိပါဘူးမမီရဲ့ဒါတော့ဒါပေါ့သမီးရဲ့စားပါလေတို့မမြဝင်းနဲ့အော်မမရဲ့စားပါကွယ်ကျေးဇူးပါပဲမြာရဲ့ကိုချစ်မြာရဲ့နာဝေလောက်ပပမြင်လို့လှပါပြီကွယ်ပုံလိုက်တာဒါပေမဲ့ကိုချစ်မှာတာဝန်နဲ့ဝတ္တရားခန္ဓာကိုယ်စိုးပိုင်ထားလေတော့ကိုချစ်မင်္ဂလာရဲ့မတိုင်မီတစောင်းမုန်းလာဆန်း9ရက်နေ့ကြာမှာပဲလာခဲ့တော့မင်းမျောနေနော်မြားရဲ့ကိုချစ်ဘာများတော့သမီးရဲ့မမီကိုချစ်လေနောက်4ရက်နေရောက်တော့မင်းမမီရဲ့ဟုတ်တယ်ဒါပြတော့သမီးဟုတ်တယ်ငါသမီးလေးလေမမီ
မုံပါချစ်အလာဦးလက်ချိုးရေတွက်နေရတာနဲ့မောနေပြီနဲ့တူရဲ့ မိမိဟာလေ လာမှာပေါ့သမီးရဲ့ဒီနေ့မှလာစားနှစ်ရက်ရှိသေးသလား ။ငါညိုးတာပါတယ်ပြုတ်မမြဝင်းအတွက် ဟင်းဟုတ်လား ဘသူစီကပန်ညိုးစာများလေညညဖောက်စားမှာသမီးရဲ့ညညဖောက်စား ဥပချစ်အသေးတန်ဖြစ်နေပြီမမြောက်ဝင်အမြန်လာပါ ဟင်မမီ ကိုချစ်အသေးတန်ဖြစ်နေတယ်တဲ့ဘယ်လိုလုပ်လိုက်ရမလဲဟင်းမမေ ဘယ်လိုလုပ်ရမလဲသမီးမှားတာကိုသမီးလိုက်သွားမှာပေါ့ရှင်ရောရှင်မမေသွားညီမမဝတ်စားနဲ့ညီဝတ်စားပြင်းကြီးရန်ကုန်သွားရမယ်ဟုတ်ကဲ့မမေကဲသမီး မမေ ညရထားနဲ့လိုက်ဖို့သာပြင်မေတော့ဟုတ်လား ဟုတ်ကဲ့ပါမေခြေထားထွက်တော့မယ်နဲ့တူတယ် ဟုတ်တယ်သမီးမောင်ဘချစ်နေကောင်းတာနဲ့မင်းပြန်ခဲ့တာနော် ဟုတ်ကဲ့ မမေဒီမှာစီစဉ်ရရှိတာအကုန်လုံးမမေစီရင်ထားလိုက်တယ်ကြားလားသမီး ဟုတ်ကဲ့ပါမမေမမေခြေထားထွက်ပြီသမီးသွားမယ်နော် အေးသွားတော့သမီးလေးသွားတော့ကျင်ရောမင်းမမကိုဂရုစိုက်နော်ဟုတ်ကဲ့သိချပါမမေ အော်ကိုချစ်ငါပေါ်သူထားတဲ့မေတ္တာတရားကကြီးမားလာတော့သူ့ရဲ့အပေါ်ငါရဲ့သစ္စာတရားလေးခံရတာပေါ့လေကိုချစ်ချမ်းပါပါစေလို့ညဆုတောင်းလိုက်ပါတယ်တကယ်ရအောင်ပေါ့ မမြဝင်းကမတက်ဘူး ဒီယိုကြီးချင်းမကိုချစ်စီကတယောက်ရောက်တော့အကျိုးလွတ်ထားလိမ့်မယ်အဲ့ဒါနည်းနည်းပါးပါအပြင်ကိုလည်းကြည့်ပစ္စည်းတွေကိုလည်းဂရုစိုက်နော်ဟုတ်ကဲ့ပါမမရဲ့စိတ်ချပါ တော်မြဝင်းပြုတ်ပြေးရတော်မြဝင်း ဟောကြည်ယုံမမတို့ခေါ်တာနဲ့တူတယ်ဟုတ်တယ်မမကြီးဟုတ်တယ် အော်ဒီအမကြီးကမမြဝင်းထင်ပါရဲ့ခင်ဗျာနော် ကျမပြေရမမြတ်ဝင်ပါရှင် အော်ဟုတ်ကဲ့ကျွန်တော်ဆရာဥပချစ်ကအကျူခိုင်းလိုက်လို့ပါခင်ဗျာ ဟုတ်ကဲ့ပါရှင်ကျေးဇူးပါပဲကြည်ယုံရင်ပစ္စည်းတွေတဲခဲ့ဟိဟုတ်ကဲ့မမကြီး ပစ္စည်းတွေကျွန်တော်တို့ကူတယ်ပေးပါမယ်ကားလိုက်ပါပါတယ် ဟုတ်ကဲ့ကျေးဇူးပါ ရဲပါဖြည်းဖြည်းဝမ်းတယ်ပါကွာညံလို့ပဲဟုတ်တယ်ကဲကားပေါ်တက်ပါခင်ဗျာ ဟုတ်ကဲ့ရှင်ကိုချစ်ကပြေလန်းကမယူမနေတာမဟုတ်လား အော်ဟုတ်ပါတယ်ခင်ဗျာအခုဥပချစ်ကဘရုကင်လန်ကမ်းနားဘက်မှာပြောင်းနေပါတယ်ခင်ဗျာ အော်ဟုတ်လား ဟုတ်ပါတယ်ခင်ဗျာ ရောက်ပါပြီခင်ဗျာ ဟုတ်လား တိုက်ထဲကိုကြွကြပါပစ္စည်းတွေကျွန်တော်တို့တည်ခဲ့ပါမယ် ဟုတ်ကဲ့ပါရှင်ကျေးဇူးပါပဲကြည်ယုံကြီးလာဟိဟုတ်ကဲ့မမ မြ ရှင်အကူကြီး မြကိုကျုပ်ဒုက္ခတွေရင်ခွဲပြကြတော့အကြီးလို့ဒီကိုခေါ်လာရတာပါမြစိတ်မဆိုးဘူးလို့လည်းယုံကြည်တယ် အကူကြီးကိုမြတ်ပြီးလိုက်တဲ့စာရရဲ့သားလေးညောင်မမိနိုင်တာညောင်နှိမ့်စက်တာနဲ့မတူဘူးလားအကူကြီး မငြင်းပါဘူးမြ
ကိုကြီးမငြင်းဘူးမမြဝင်အပြစ်တင်ရင်လည်းဆိုရင်လည်းတင်နိုင်တယ်ဒီနေ့တည်းထဲကျုပ်ကိုငဲ့ညာတယ်ကျုပ်ဆက်ကိုရှင်းမှုမနေနိုင်ဘူးလားမြပြီးတော့မမြဝင်ကိုကျုပ်ပြန်ပို့ခိုင်းထားပါလေစိတ်ချပါအကူကြီးဒုက္ခကိုမြကွင်းကွက်မြည်မိသိပြီမို့ပြောနေဖို့မလိုတော့ပါဘူးကူကြီးချက်ပြီးပြောတဲ့အတွက်အကူကြီးရောဟာရီယာမြပါလို့စလုံးအဖို့နေမှုပဲရှိတယ်ကျုပ်ကတော့မမြဝင်ချစ်တာမှားမယ်နော်ဒါရီအကူကြီးသိပါတယ်ဥပချေပေါ်မမြဝင်ထားတဲ့တစ္ဆာတရားကိုတော့ဘယ်နည်းနဲ့မှမဖြစ်နိုင်ဘူးဆိုတာမှန်မယ်နော်ဟုတ်လားမြမှန်ပါပဲအကူကြီးမြဘယ်နည်းနဲ့မှတစ္ဆာကိုမဖြစ်နိုင်ဘူးဟုတ်ပြီမြမတစ္ဆာနဲ့မေတ္တာလမ်းနဲ့တွေ့ဘယ်လမ်းကိုချီဦးတရားမယ်မသိလို့မြတ်ဒုက္ခသိကြီးရဲ့အကူကြီးဒါပါပဲမမြဝင်ဒါပါပဲအကူကြီးနားနဲ့ဆက်မမြဝင်နှုတ်ကထွက်တာကိုကြားကျင်လို့အခုလိုကြံစီပြီးခေါ်လာရတာပါဘယ်တော့ပြန်ညင်တယ်လဲ When do you want to go back? You want to go back now? ပြန်ပို့ပေးမယ်လေအကူကြီးပို့တဲ့အချိန်ပြန်မယ်ကျုပ်ကတော့ဘယ်တော့မှပြန်မပို့ခြင်းဘူးရှင်းမယ်ဒါဖြင့်မြတ်ကိုတစ္ဆာအပြစ်ခံရကြမနေဘူးလားဒါဖြင့်မမြဝင်တစ္ဆာစောင့်အားရှိအောင်ကျုပ်ကအသက်ဆွန့်ပြီးကူညီမယ်လို့အစောကြီးတွေကကြိုတင်စီမံထားတာပြခြင်းပါတယ်မမြဝင်ပြခြင်းအကူကြီးပြောတာညနားမလဲဘူးမမြဝင်နားလေစီရမယ်တောင်းလေးပါ just a few moment ဒီနေ့ပဲပြန်ပို့ပေးမယ်လေခဏလေးသိခါမှာတောင်းလေးပါဒုက္ခဗျာဆရာငါစီစဉ်ထားတဲ့အတိုင်းအားလုံးကိုသွားပြီးအစင်းနဲ့ပြင်စမ်းဆရာရဲ့ပါလေကျွန်တော်တောင်းမှပါတယ်ဆရာသိမယ်ဆိုရင်ကျွန်တော်တို့ဘယ်သူ့ကိုအားကိုးရမှာလဲဆရာဟမ်မေအကူကြီးရအောင်တာပြပါဦးမရှိမတကူတတ်ပြီမလို့လေငါလည်းဘယ်လိုနေရမှမသိပါဘူးမကြီးအကူကြီးဒါဘာလို့တာလဲတဲ့မြတ်ကိုခေါ်ရင်ဒုက္ခပေးနေတာပေါ့လေဟုတ်လားပြောကြမအောင်ကိုကြီးခဏလေးသိခါမှာမမြဝဲခဏလေးသိခါမှာဒုက္ခဗျာမင်းငါဩဇာကိုဘယ်တော့မှမှားရဘူးတဲ့သွားအားလုံးကိုသွားပြီးအစင်းနဲ့ပြင်စားဟုတ်ကဲ့ပါဆရာဟုတ်ကဲ့အကူကြီးတေတော်တော့ပေါ့လေဟင်မြတ်ကိုတက်စိတ်ဆင်းအောင်လုပ်နေတာလားအကူကြီးမြတ်အကူကြီးကိုချစ်ပေးမယ်မြတ်မိမရုပ်တရားအပြစ်မခံရစေနဲ့ရှင်မမြဝဲရှင်ကိုစိတ်ဆင်းအောင်ပြုမိတယ်ဆိုရင်ကျုပ်ကိုခွင့်လွှတ်ပါကျုပ်တောင်းပန်ပါတယ်မမြဝဲ I'm terribly sorry ပြီးပါပြီဆရာပြီးပါပြီကဲမမြဝဲလာပါတောင်းလေးလိုက်ကြည့်ပါတောင်းလေးလိုက်ကြည့်ပါကျုပ်ဘယ်လိုစီစဉ်ထားတယ်ဆိုတာလာပါဟဲ့ကြည့်စမ်းပါလာပါမမြဝင်လာမြမကြည့်ချင်ဘူးကြည့်အောင်လေးပါမမြဝင်လာပါကြည့်အောင်လေးပါမြမလိုက်ဘူးကြည့်လည်းမကြည့်ချင်ဘူး
ကဲဒါပြီးကျုပ်ကထမ်းပြီးခေါ်ရမှာပေါ့ဟုတ်လားကဲ လူပါကိုကြီးလူပါမြမကြည့်ပြစေနဲ့မြမကြည့်ပြ ခဏလေးပါမမြောက်ခဏလေးပါခဏလေးကျုပ်မမြောက်ဝင်ကိုပြီးပြီးချင်းပြန်ပြီးတော့ပို့ဖို့အားလုံးစီစဉ်လုပ်ထားပါတယ်နော်ခဏလေးပါလာပါကဲဟောရမကြီးမမြောက်ဝင်ကျုပ်သေးရင်ပြင်မှုတရားဝင်ဂရင်နဲ့အလောင်းစင်ဟောဒီမှာစိတ်ပလင်းဟောဒီမှာက6လုံးမျိုးသနာဟောတာကတော့လူစိုးကြီးဘုံအောင်တင်မိမိကိုယ်ကိုမိမိတတ်သိကြောင်းရေးထားတယ်ဓမ္မငွေဆက်ကူနဲ့စိတ်ရွှေကြောက်တံပရမများဒါဒီနဲ့မြနေဘာမှမဆိုင်ပါဘူးဆိုင်မတော့မမြောက်ဝင်ဆိုင်မဒီပစ္စည်းတွေကဥပချင်းနဲ့မမြောက်ဝင်အတွက်မင်္ဂလာလက်ဖွဲ့ပစ္စည်းတွေပါဒီငွေတွေနမ်းပုံနဲ့ဒုက္ခကတဝက်ယူတဝက်ကိုမမြောက်ဝင်ကျုပ်အတွက်ဒါနပြုပါအကိုကြီးတနတ်နဲ့စိတ်ပလင်းတစ်ခုကိုကျုပ်သုံးမယ်မမြောက်ဝင်မြောက်တက်တက်အချက်ကိုင်းနေတာလားအကိုကြီးမင်းရဲ့လက်ကြီးလားမမြောက်ဝင်မင်းရဲ့လက်ကြီးလားမင်းရဲ့လက်ကြီးလားမမြောက်ဝင်ရဲ့သစ္စာတရားခိုင်မြဲ၍အတွက်အောင်တဲ့အသက်ကိုမင်္ဂလာလက်ဖွဲ့ပစ္စည်းတစ်ခုအနေနဲ့လက်ဖွဲ့နေတဲ့လူကမှမမြောက်ဝင်ဒီစကားကိုမင်းရဲ့လက်ကြီးလားမင်းရဲ့လက်ကြီးလားမမြောက်ဝင်ပြောစမ်းပါမြောက်ဘာလို့ရမှာလဲရှင်မြောက်ပြောပါဦးကျုပ်သေးသွားရင်ကျုပ်အလောင်းကိုဒီကရင်ပေါ်မှာလူမြင်ကောင်းအောင်ရှိနေပါစေ။ဂျာနဲ့တောင်ကပလိတ်နဲ့ဆေးုံကတောင်ဝင်ယူပါလိမ့်မယ်။ကျုပ်ကသေးရမှမလွဲပါဘူး။ကိုကြီးမမြောက်ဝင်းစီကစာတည်င်းမကြခင်ကလေးကကျုပ်ကသေးဖို့ဆုံးဖြတ်ပြီးသားပါ။ဒါပေမဲ့ဟောသေးချင်းသေးမမြောက်ဝင်းကိုအသိပေးပြီးမှမမြောက်ဝင်းရှေ့မှာသိကျင်တာနဲ့အစင်းသင်းတယ်လို့ကြည့်လို့ရတာဖြစ်ပါဖြစ်ရလေကိုကြီးကျုပ်ကဖွင့်လို့ပါမမြောက်ဝင်းကျုပ်ကဖွင့်လို့ပါမမြောက်ဝင်းကိုကျုပ်မရတာသေတာနဲ့အတူမို့လို့မမြောက်ဝင်းသစ္စာစောင့်ထိန်နိုင်တဲ့မင်းမမြတ်တယောက်ဖြစ်စီရေးကိုအားပေးတဲ့သဘောနဲ့ကျုပ်အသက်ကိုစွန့်ပြီးကျုပ်မမြောက်ဝင်းကိုချစ်ကြောင်းတက်တက်ပြရတာပါဒီကိစ္စတွေပြီးပြီးချင်းမမြောက်ဝင်းကိုဥပချစ်စီကိုကျုပ်တပည့်တွေကလိုက်ပို့ပါလိမ့်မယ်ဘာမှမပူနဲ့ဒါပါပဲမမြောက်ဝင်းဒါပါပဲအိုးအကိုကြီးဒီကနေ့ကြီးကဘာလို့တာလဲမြတ်တော့မမြတ်စေအကိုကြီးမြတ်တောင်းမှမနေပါနဲ့မြတ်ရဲ့တောင်းမှမနေပါနဲ့တောင်းမှနေလို့လဲကျုပ်နဲ့မမြောက်ဝင်းဝါဘာထူးနိုင်တော့မှမဟုတ်လေမထူးပါဘူးမြောက်စဉ်းစားဖို့အချိန်ပေးပါဦးကိုကြီးမြောက်စဉ်းစားပြစေအောင်မြောက်မရှိတူလေတဘူနောက်ဆုံးလေလဲလို့ဆိုတယ်လို့အကိုကြီးကိုချစ်တဲ့မြေတော်နော်ကောက်ပါအောင်လေးနေလေသစ္စာမေးတဲ့မိမဂတိမတီးတဲ့မိမယုံလို့မြောက်ကိုပြောကြတော့မေမြောက်ရဲ့ဒုက္ခတွေကိုငြိပြီမြောက်ကိုစဉ်းစားဖို့အချိန်ပေးပါဦးကိုကြီးမြောက်စဉ်းစားပြစီအိုးကယုနာရှင်ဘူအောင်တင်မြစ်တာရှင်ဘူအောင်တင်ဘူအောင်တင်ဟဲ့ဘူအောင်တင်1500ကိုရဲ့ထဲမှာယုံမထွက်နိုင်တဲ့ဘူအောင်တင်ကယုနာရှင်ဘူအောင်တင်မြစ်တာရှင်ဘူအောင်တင်ဘူအောင်တင်ဟဲ့ဘူအောင်တင်1500ကိုရဲ့ထဲမှာယုံမထွက်နိုင်တဲ့ဘူအောင်တင်မြစ်တာသစ္စာကယုနာတွင်သစ္စာကိုလေးတင်လို့ချစ်ကံမွဲသူဘူအောင်တင်သူ့ကိုဝေရမာဒရာကြားကိုသိမ့်လို့
ရှောင်မလွဲတဲ့ဘိုးအောင်တင်မေတ္တာအရေးတွင်သာသမာငယ်စဉ်းစားကြည့်တော့ပါဝင်ခြင်းစဉ်းစားကြည့်တော့ပါဝင်ခြင်းကျူဝဲတဲ့နှလုံးမုံမုံချစ်ချစ်သိလို့တဲ့ဘိုးအောင်တင်ပြန်လာပြီဟဲ့ဘိုးအောင်တင်The return of ဘိုးအောင်တင်ပြန်လာပြီဘိုးအောင်တင်ပြန်လာပြီမြစ်တာသမားကြီးဘိုးအောင်တင်သစ္စာတရားရဲ့လောင်းရိပ်အောင်မှာအချစ်ကိုမြေမြုပ်တင်းကျိုထားရရှာတော့မမြဝင်းဘိုးအောင်တင်နဲ့မမြဝင်းယခုတွေ့ကြလေပြီဥပချစ်ရဲ့သစ္စာဘက်တော်သားများဖြစ်ဘိုးအောင်တင်ရဲ့အသက်ဇီဝေကိုနှုတ်ချဖြက်စည်းကြမည်အစိတ်ပလစ်6လုံးမြူအလောင်းစင်ကိုပဲမမြဝင်းကဘိုးအောင်တင်ကပေးရလေမလားဘိုးအောင်တင်မျောလင့်ပြီးမျောလင့်တောင်းတနေသည်မမြဝင်းရဲ့မြစ်တာတရားကိုဘိုးအောင်တင်ရရှိလေမလားသစ္စာနဲ့မြစ်တာချိန်ဝင်ညာတင်၍မိဘပြည်သူရှင်းမရောက်ဖို့အဆုံးဖြတ်ခံပြီပလဲထပ်ပြတန်စုံတွင်မှကိုညွန့်ဝေညွန့်လေးဦးဘူပိုင်ထုတ်လို့ဖြန့်ချလိုက်ပြီ